ဒီတစ်ခါတော့အလွန်မှစိတ်အားငယ်တက်တဲ့ဖြူစင်းဆိုတဲ့ဝိညာဉ်တစ်ကောင်အကြောင်းပြောပြမယ်။သူမဟာမိန်းကလေးလည်းဖြစ်ပြန်ဝိညာဉ်နေတဲ့တိတ်ထိဆွမ်းအားကလည်းနုနယ်သည်ပတ်ဝန်းကျင်ကလည်းအရာရာအသစ်တွေလိုပဲမှုမရင်းနှီးမကြမ်းဝင်တာဖြစ်တယ်။သူမလူဘဝနေထိုင်စဉ်အချိန်ကဘသူကိုမှဒုက္ခပေးပနေထိုင်ခဲ့သလိုမိသားစုတက်တက်ဝန်းဝန်းနဲ့လည်းမနေခဲ့ရရှာဘူး။တကွေးတကာရပင်ပန်းကြီးစွာရှာဖွေစားတောက်နေခဲ့ရတာသူပေါ့လူဘဝသူမမွေးဖွားလာကလေးကမိဘတွေကဆွမြက်ခံဘဝနဲ့သူစင်းရဲ့မိမကြီးတယောက်ရဲ့ကောက်ယူမွေးစားခြင်းခံခဲ့ရတဲ့သူကောက်ယူတောင်မွေးစားခဲ့တာထို့တော်ကြီးမှလည်းစိတ်ကောင်းကမရှိသူတော်ကောင်းကမဟုတ်ပြန်မသေးုံတမဲ့ကျိုးမွေးပြီးနည်းနည်းလေးအရွယ်ရောက်လာတာနဲ့ခိုင်းစားဖို့ကြံနေခဲ့တဲ့အကြံသမားမွေးစားမိခင်ပေါ့ဒါနဲ့အရွယ်ရောက်လာတဲ့ဆိုရင်ပဲအသက်အန္တရာယ်တွေနဲ့အမြဲတမ်းရှင်တွဲပြီးကစားရတဲ့လောင်းကစားတိုင်းခက်ချမ်းချမ်းတွေရှိမှာအကူအဖြစ်နဲ့အလုပ်လုပ်ရတယ်တထေးတွေအပေါ်ဘလို့နီးနဲ့ဖြစ်ဖြစ်ငွေများများရအောင်ကြံဖန်လှုပ်ဆောင်ပေးရတယ်ငွေရှာကောင်းတဲ့ဝင်ငွေကောင်းတဲ့အချိန်တွေမှာလောင်းကစားတိုင်းတထေးတွေကရောသူမမွေးစားမိခင်ကပါဖော်ဖော်ရွရွဟက်ဟက်ပပသူမနေထိုင်မကောင်းလို့ကံမကောင်းအကြောင်းမလှလို့ငွေရှာနေလိုက်တဲ့နေ့တွေမှာတထေးလုပ်သူတွေရဲ့မန်မဲချိန်မောင်းပြစ်တင်တဲ့နေစုညံအိမ်ပြန်ရောက်တော့လဲမွေးစားမိခင်ရဲ့မျက်နှာရှစ်ခေါက်ချိုးအနေထားနဲ့ခွေးဝဲစားတွေအိတ်တဲ့ဂုံလေးအိတ်ကိုခင်းပြီးအိတ်ခိုင်းတဲ့ဟန်မူယာဒါတွေကိုအစင်မြဲကြုံတွေ့နေရတဲ့သူမှလူလောကကိုစိတ်မနာနိုင်ရှင်သန်ရက်တည်နေရတာနဲ့ပဲအရာရာလောကကြီးကိုကျေးဇူးတင်နေရတဲ့ဘဝအခုနာနာဘဝဝိညာဉ်ဘဝရောက်တာတော့လူဘဝကအကျင့်ကပါလာတယ်ကြံဖန်ပြီးတော့စိတ်အားငယ်သူ့လိုကိုလိုသစေစေရဲတွေကိုတွေးလိုက်တိုင်းကြောက်ကြောက်လန့်လန့်ကြောက်လန့်နေဆိုတာလေအခုမှမြင်မှုတဲ့သစေစေရဲမှုကြောက်တာမဟုတ်ဘူးဒါကိုလည်းသူမလက်ခံပြီးသားဘဝတူသစေတွေမှန်းလဲသိတယ်ဒါပေမဲ့အနိုင်ကျင့်မှကိုကြောက်တာနေရင်ထိုင်ရင်ထထငောင်ငန်းပြောဆိုမှကြောက်တာရိုက်မောင်းပုံမောင်းလောက်ခံရမှကိုကြောက်တာသစေပဲဟာဘာအသားနာမှမဟုတ်လို့လဲလို့မေးစရာရှိတယ်သူနာမှာအသားမဟုတ်ဘူးစိတ်ခံခဲ့ရပေါင်းများလုံးတာကြောင့်စိတ်တန်ရာရကသစေဝိညာဉ်ဘွားအထိပါလာတဲ့စိတ်တန်ရာသူမသိဆုံးပုံကလည်းကြည့်အောင်အနိုင်ကျင့်စော်ကားကြလို့အားမရနိုင်သေးပဲသူမမွေးစားမိခင်နဲ့အတူလောင်းကစားတထေးတိုက်အပျော်တန်းကားနဲ့လိုက်တိုက်တဲ့ကစားကြရမှာကားချိတ်မိပြီးတည်ခဲ့ရရှာတာသူမအလောင်းစစ်စစ်ချက်အဖြေကတော့ရေမတော်တဆမှုကြောင့်တရခံမမိတဲ့အမှုနဲ့အဆုံးသတ်သွားခဲ့တယ်အားလုံးပြီးဆုံးသွားခဲ့တဲ့လူဘဝအသက်တစ်ချောင်းလူသိမသိလိုက်ပဲပျောက်ကွယ်သွားခဲ့ရတဲ့သူမရဲ့လူဘဝလူခန္ဓာ18နှစ်သာနေလဲရတဲ့သူမရဲ့လူဘုံအခုလဲကြည့်အရာရာဒစိမ့်နေနဲ့ကြီးပဲတွေ့ကရင်ဆိုင်နေရတဲ့ပတ်ဝန်းကျင်အသစ်ဝိညာဉ်ပတ်ဝန်းကျင်အရေးအပြုံးမရှိကြတဲ့ဝိညာဉ်လောကဟိုလူကြည့်လဲခက်တီတီမျက်ထောက်နီးဒီလူကြည့်လဲခက်တီတီနဲ့မျက်ထောက်နီးသူမနေစရာနေရာလို့ဟူ၍စိုးစင်းများမတွေ့ယခုရောက်ရှိရက်နေရမှာပင်အချိန်တော်ကြာနေပြီထွက်ခွာနေထိုင်ရန်အခွင့်အလမ်းကလည်းမမြင်နောက်ထပ်ရောက်လာမဲ့ဝိညာဉ်အသစ်တစ်ခုကလည်းသူမနေရာကိုလာယူတော့မယ်သူမဘယ်ကိုသွားရမှာလဲခဏနေတော့ဝိညာဉ်အရာရှိဟုထင်ရတဲ့ဝိညာဉ်တူကသူမအားခေါငင်ကထိုနေရာနဲ့ခက်ဝေးဝေးဒေသတစ်ခုရှိကိုညွန်ပြပေးရင်နေထိုင်စီခဲ့တယ်ဒီလိုနဲ့ပဲဝိညာဉ်လောကမှာနေရာတနေရာအတွက်စိတ်သိမ့်ပူရတဲ့အချိန်တွေကိုရောက်လာခဲ့တယ်ဝိညာဉ်လောကဆိုရဝဲမေမေရရအလုံးမရှိပဲဘာမှမသိတဲ့အချိန်တစ်ခုကိုအထိပ္ပယ်မဲ့ထိုင်ဆောင်နေရသလိုမျိုးကြီးပါပဲရက်တွေလတွေဘလောက်ရွေ့ဒီမြင်ကွင်းဒီပတ်ဝန်းကျင်တခြားဝိညာဉ်တွေကတော့အတုတ်လိုက်တခါတူဦးချင်းတစ်လက်ထွက်ခွာသွားနေကြတာတွေ့တော့တွေ့ရသာဘယ်သွားလို့သွားနေကြမှန်းလည်းမသိသူမနေလာတာကြာပြီးတခါတရံတော့လူဘွားတော်ကသူမကျင်လဲခဲ့တဲ့ပတ်ဝန်းကျင်တဲ့လူသားတွေကိုခက်ရေးရေးလေးတွေ့နေရပြန်တယ်သူမနားမလည်နိုင်လူဘဝလူပတ်ဝန်းကျင်ကိုဝိညာဉ်ဘဝနဲ့တွာလာနိုင်သည်လားတွားခွင့်မရှိဘူးလားဒါလည်းသူနားမလဲထို့သောအတွေးတွေနဲ့နေထိုင်ဆောင်စားရင်သူမနဲ့မလှမ်းမကမ်းကဝိညာဉ်မာလေးတစုကသူမအားစတင်မိတ်ဖွဲ့ဆက်စုပါတော့တယ်သူတို့ကြည်နေတာကြာပြီဖြစ်ကြောင်းဒါတော့ပေါ့ပါပြီးတွက်လက်ဖြက်လက်တဲ့ဝိညာဉ်ဘဝရနေတာတော့ဘဲမှမသွားပဲငူငူကြီးနဲ့ယွန်းတွန်းတွန်းဘာလို့ဖြစ်နေရလဲဆိုတာသိချင်ကြကြောင်းလူဘဝတုန်းကခံစားချက်တွေတယောက်တည်းကြိတ်မိတ်ခံစားမနေစဉ်ကြောင်းသူမတို့ကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ကဖော်ပြနိုင်ကြောင်းအားပေးကြပါတော့တယ်ဒါနဲ့ပဲသူမလည်းချက်ချင်းအားရှိသွားကလူဘဝတုန်းကအနိုင်ကျင့်စော်ကားခံခဲ့ရတာတွေအသက်သေးသေးအထိသူတို့ပျော်ရွှင်မှုကစားခံခဲ့ရတာတွေကိုပြန်ပြောင်းပြောပြတော့တယ်သူမပြောတာတွေသူမတို့တတိုက်အံ့ဩမှင်သက်ခါနားထောင်နေကြရင်ခံမင်းဒေါသထွက်ကြရာသူဒီလိုမနေစင်ကြောင်းဒီလိုလူတွေလူမရိုင်းတွေကိုပ
ပြန်ပြီးကလေးစားချီဆုံးမတင်ကြောင်းဝိုင်းဝန်းပြောဆိုကြပါလေတော့တယ်သူမကလည်းဘလို့မှသဘောမထားတော့ပါကြောင်းဝစ်ကြွေးရှိလို့သာဝစ်ခံရတယ်လို့ပဲမှတ်ယူခဲ့ပါတယ်ဆိုပြီးအားငယ်စကားတွေပဲတွင်တွင်ပြောဆိုနေပါတော့တယ်ဒါနဲ့သင်တို့အကြောင်းလည်းသိကြမှာကြောင်းစကားလမ်းကြောင်းလွှဲကမိကုန်းပြန်ထုတ်ရာသူတို့ကလူဘဝတုန်းကသူတို့ဘဝဟာပြည့်ပြည့်စုံစုံနဲ့နေခဲ့ရတဲ့မိသားစုတွေကပေါက်ဖွာလာတဲ့သူတွေဖြစ်ကြောင်းငါတို့ဘဝမှာလိုအပ်ချက်ဆိုတာအနှဲငယ်ပဲရှိခဲ့တာမရလည်းဖြစ်တဲ့လိုအပ်ချက်တွေကိုပဲအပြစ်လို့ပြောစရာရှိတဲ့ဘဝတွေငါတို့တည်ခဲ့ရတာကလည်းငါတို့တကယ်ချင်းစုအပျော်ခီးထွက်ရင်ရေတကုံမတော်တဆမှုဖြစ်ပြီးဒီဝိညာဉ်ဘဝရောက်ခဲ့ရတာပါငါတို့ဘဝဖြစ်စဉ်တွေကနင်းဘဝဖြစ်စဉ်တွေလောက်စိတ်ဝင်စားဖို့မကောင်းပါဘူးနင်းဘဝကသာရင်းနှီးစရာပါတို့တွေပေါ့ပေါ့ပါပါပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလာခဲ့တဲ့နှစ်တွေမှာနင်ကပင်မဆင်းရဲကြီးစွာရှင်သန်ဖြတ်သန်းလာခဲ့ရတာသိရတော့မတရားတဲ့လောကကြီးကိုငါတို့အံ့ဩတယ်ဟာဒါပေမဲ့နင်သူတို့ကိုဒီတိုင်းပဲထားလိုက်ဖို့ဆန္ဒရှိနေတာလားဒါဆိုရင်လည်းငါတို့ဘယ်တက်နိုင်မှာလဲအေးတခုတော့ရှိတယ်နင်ဘဝနင်ကျင်နေနေပြီမဲ့လို့နင်မရှိတော့တဲ့နောက်ပိုင်းနင်လိုမင်းကလေးတွေဘလောက်တောင်များထက်ရှိနေအောင်မလဲနှိမ့်ဆက်ခံတဲ့ဘဝမျိုးဘယ်နှယောက်တောင်ဆက်ရှိနေအောင်မလဲနင်ပြန်တွေးမိရလားသူတို့လေးတွေရဲ့ရှင်သန်ဆဲလူဘဝကိုနေကဲတင်သစ်တယ်ထို့သို့ပြောပြီးပြုတ်ဖွဲဝိညာဉ်ကအေးငါမေ့သွားတယ်ဟာဟုတ်တယ်ငါလိုဘဝမျိုးဘယ်မင်းကလေးကိုမှမခံစားစေချင်ဘူးတော်တော်ဆိုးပါခဲ့တာငါကဲတင်မှဖြစ်မယ်ဒါပေမဲ့ငါဘယ်လိုကဲရမလဲငါသူတို့ကိုငါရန်သူတွေကိုတခုခုလုပ်ဖို့နေနေသသာငါတော့ဘဲမှမသွားတတ်မလားတဲ့ဟာကိစ္စမရှိဘူးနင်းနေရဟောင်းကိုနင်းခဏပြန်သွားပါနင်းပြန်သွားလို့ရအောင်ငါတို့ပါကူညီမယ်ငါတို့ပရလောကရဲ့စီးမြင်တွေထဲမှာလူဘဝတုန်းကလှုပ်เสียရန်ကြွေးရှိခဲ့ရင်အသာကြီးပြန်ခွင့်မရှိတော့လဲငါတို့မှနင်းလန်းရှိတယ်နင်းမပူပါနဲ့ဟိုရောက်ရင်သာဘာလုပ်ရမလဲဘယ်လိုလုပ်မလဲနင်းတွေးထားပါငါတို့နင်းကိုပြစ်မထားပါဘူးအေးစမ်းကြည့်မယ်ဟာလှုပ်တဲ့နာကိုလှုပ်ဖို့ငါဆုံးဖြတ်လိုက်ပြီငါ့ကိုပြစ်မထားကြဘူးဆိုတာငါယုံတယ်ကျေးဇူးပါဟာဒီလိုနဲ့ညဘက်ကြီးဖြူဖွေးဝိညာဉ်ဟာဟိုဝိညာဉ်မလေးတတိုက်ရဲ့အကူအညီနဲ့အချိန်ခဏလေးအတွင်းမှာသူမမွေးစားမိခင်ရှိကိုပြန်ရောက်သွားတော့တယ်ရောက်ချင်းဘာလို့ဘာကြရမှန်းမသိငါ့ကိုများမြင်ရမှာလားမြင်သွားရင်ရောကြောက်ကြမှာလားအရင်ကလိုနှိမ့်ဆက်ညှဉ်းပန်းကြအောင်မလားမဝေခွဲတတ်ဒါနဲ့အိမ်ဘေးနောက်ဝါထရန်ကြားကနေအသာချောင်းကြီးအထဲတွင်သူ့မွေးစားအမေတယောက်တည်းမဟုတ်ပဲဘဲကမှမသိတဲ့အသက်73နှစ်အရွယ်ခန့်မင်းကလေး2ယောက်ကျမ်းမြေရဂုံလေးအိတ်ဟောင်းများပေါ်မှာအိတ်နေကြတယ်သူမရဲ့မွေးစားမိခင်ကတော့ရက်ပလင်းတစ်လုံးကွက်ကွက်တစ်ခွက်နဲ့ဂရင်ဟောင်းပေါ်မှာရက်ခွက်ကိုမောနေတော့တယ်အော်ဒီကလေး2ယောက်လဲငါတော့လိုပါပဲလားသူဘာလို့ဒီလောက်တောင်ရက်ဆက်နိုင်ရတာလဲသာသမီချင်းကိုချင်းမစားဟိုလောင်းကစားရုံကိုပို့ဦးမှာပဲသိကြတယ်ငါဘယ်လိုလုပ်ရမလဲဒီကလေးမတွေတော့ဒုက္ခပါပဲသူမဒီလိုတွေးနေမိတော့တယ်ခဏနေတော့အကြံတစ်ခုရလာပြီးသူမမွေးစားအမေအိတ်နေတဲ့အိတ်ခမ်းထရံကိုလက်ဝါးနဲ့ဘုံနဲ့ပုတ်ကြည့်ရာမထစ်ဖက်ပဲအကြံမီကနေရန်တုံနှုတ်သွားတော့တယ်ဟာခုနကအိမ်ကားကိုတောင်ကင်လို့မရပဲအခုမှတိလို့ကင်လို့ရသွားတာလားထဆန်းကြုံမှားဟုဆိုကဝါထရံကိုထက်ရိုက်ကြည့်လိုက်တယ်ဘုံနဲ့အတန်နဲ့အတူသူမမွေးစားအမေမိန်းမကြီးထရံဘက်ကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေတာကိုမြင်ပြီးအလွန်ရည်ရင်မိသွားတယ်ဒါနဲ့တခိခိရီပြီးတော့တယ်ထိုရည်တံကိုမိန်းမကြီးထက်ချတာနဲ့ငါကလည်းထပြေးလေတော့တယ်ပါဇက်ကလည်းဘယ်သူလဲငါထရံလာပုတ်တာဘဲကငမိုးတွေလဲလာခဲ့စမ်းမိစိန်ဘူးကိုဘာမှတ်နေလဲအော်လဲအော်ဆဲလဲဆဲပထမတော့လူအမှတ်နဲ့ထင်ထားရကဝါထရံဘေးမှာအိမ်သားကက်လို့ရတဲ့မြေပြင်ရှိမနေပဲရေစိုးတွေသာအိုင်ထုံးနေတာကိုတွေးမိကပို၍ကြောက်လန့်သွားတော့တယ်ရေထဲဆင်းကလာရောက်ရအောင်လဲမဖြစ်နိုင်ရေကခါလောက်ထိနဲ့တယ်အိမ်ကကျူးကျော်တဲဆိုတော့အမတ်ရေကန်လိုဖြစ်နေတဲ့ရေစိုးကန်ကြီးပေါ်မှာခြေတန်းရှည်တဲထိုးထားရတာတရေထင်တယ်ဘာကိစ္စငါ့ကိုလာချောက်ရတာလဲဘာလို့မလို့လဲဟေးနင်တို့တရေတွေနဲ့ငါဘာပတ်သက်မှုရှိလို့လဲပြူဖေးဝိညာဉ်ဟာထက်ခါရိုက်ပုတ်လိုက်လေတော့တယ်ထိုစဉ်မှာကျမ်းမြေပေါ်အိတ်နေတဲ့ကလေးမ2ယောက်လဲရုတ်တရက်လန်တို့ကထပြေးကြရဝဲ5လှမ်းသာပြေးကြရပြီး2ယောက်သား3လုံးလဲကြတော့တယ်ဖြစ်ပြအားလုံးကိုကြည့်နေမိတဲ့ဖြူဖွေးဝိညာဉ်ကမြင်ကအံ့ဩမှန်းသက်သွားတော့တယ်သူတို့လေးတွေခြေထောက်မှာ
တန်ကျိုးနဲ့ခတ်ထားတဲ့သောကလောက်တွေထပ်ပြေးနဲ့ကြိုးတင်းသွားတော့လဲကုန်တာသူမတော်တော်သနာသွားတယ်ပြမဖြစ်ရလေဒါဒေါ်စိန်ဘူးဖန်ထားတာပဲငါဘယ်လိုလုပ်ရမလဲတွေးကကလေးမလေးတွေနားကိုဖြောက်သွားကတန်ကျိုးဖြစ်ရန်ကြိုးစားတော့တယ်ဒါပေမဲ့သူ့မော်ဆွမ်းကနှုတ်သေးတော့တန်ကျိုးကိုကြိုက်ကြည့်လို့သာရတယ်ဖြုတ်မရတန်ကျိုးကလည်းခွေးချီတဲ့တန်ကျိုးတွေငါတော့ရှာမှဖြစ်မယ်ဒေါ်စိန်ဘူးဘယ်ရောက်သွားလဲဘေဘီဝိုက်ကြည့်လိုက်တယ်ဒင်းစင်ပြေးသွားပြီတော့ရှာမှဖြစ်မှာမဟုတ်ကိုယ်တိုင်ရှာဖို့ကလည်းမလွယ်ကလေးမလေးတွေရှာခိုင်းဖို့ကလည်းငါအတန်သူတို့ကြားပါလေစားပြောကြည့်မယ်လေဟူတွေးကဟေ့ကလေးမလေးနင်တို့ကိုတန်ကြိုးကတ်ထားတဲ့တော့ဟိုဖွားကြီးအိယာနားမှာရှာကြည့်ကြပါလားတော့ကခေါင်းအုံးနားမှာရှိလိမ့်မယ်ပြောဆိုနဲ့သူကိုယ်တိုင်လည်းဟိုမိမကြီးခေါင်းအုံးနားသွားကလှန်တော့ရှာကြည့်လိုက်ရာခေါင်းအုံးကိုလက်နဲ့ထိမိရလေဟန်တွေကိုကန်ရသလိုဟာလာဟင်းလင်းဟင်းဘလို့ဖြစ်တာလဲခုနကတော့ဝါထရံကိုထိလို့ရပြီအခုဒီခေါင်းအုံးကျတော့ထိလို့မရဘူးဘလို့ဖြစ်တာလဲကလေးမလေးတွေပဲလှည့်ကြည့်တော့လဲသူမအတန်သူတို့မကြားရကြောက်လုံးလို့သာတုံရင်နေကြတယ်ခက်ပြီးငါအစွမ်းမရသည်ရံဖန်ရံခါသာထိတွေ့ကင်တွယ်ပြောဆိုလို့ရပါလားဒုက္ခပဲဘာမှဆက်လုပ်လို့မရသေးတော့အချိန်တွေတစ်ခုရောက်မှဆက်ကြိုးစားတာကောင်းလိမ့်မယ်သူမဒီလိုတွေးရင်အိမ်အပြင်ထွက်ခဲ့လေတော့တယ်ခုမှသတိထားမိတယ်အိမ်ဘေးပတ်လဲရေစိုးတွေကြီးပဲမှုတာမန်ဆိုအိမ်သားကတ်ဖို့ပဲမရနိုင်ခုငါကရေပေါ်လမ်းလျှောက်နိုင်နေပါလားမဆိုးဘူးပဲခုမှသူ့ကိုယ်သူသတိထားမိကတနေရာနဲ့တနေရာကိုလမ်းလျှောက်သွားနေခြင်းမဟုတ်ပဲမြေပြင်နဲ့အနေငယ်ခွာကအတောင်းနဲ့ရွေလျားနေခြင်းဖြစ်ကြောင်းသိလဲရတော့တယ်ထူးဆန်းစွာရှောက်ရွှေ့ကသွားလာကြည့်နေမိတော့တယ်ပေါ်ပါလိုက်တာဒီလိုတော့လဲပြောစရာကောင်းသားပဲအဲ့ဒီမှာသူမမွေးစားမိခင်ဒေါ်စိန်ဘူးတယောက်ကတော့ဘယ်ကိုပြေးလို့ပြေးတော့မှမသိမြင်ကွင်းကနေလုံးဝပျောက်ကွယ်နေတော့တယ်ဒီလိုနဲ့ပဲသူမအလုပ်လုပ်ခဲ့ရာလောင်းကစားယုံတို့တွားကြည့်ဖို့လုပ်တော့သူ့လိုလောင်းကစားယုံရှိရာမြေကြီးနဲ့ခြေတော်မထိပဲအလင်းမြန်ရွေ့လျားသွားတော့တယ်သူမကတော့အံ့ဩခြင်းပျော်ရွှင်ခြင်းတွေနဲ့ပေါ့ခဏသာကြာလိုက်တယ်ရောက်ရှိသွားတော့တယ်ရောင်စုံမီးလုံးများနဲ့အလှဆင်ထားသောမြို့ရဲလောင်းကစားယုံဝင်းကြီးရှိရက်လက်ငါ့ကိုညှဉ်းပန်းနှိပ်စက်ထားတဲ့လူတွေကိုခဏတော့ဝင်ကြည့်လိုက်အောင်မယ်တွေးကအထဲသို့ဝင်ကြည့်လိုက်တော့တယ်ညီမပဲတကားပိတ်ထားသည်ဖြစ်ပါတော့လေတကားတုံးဖွင့်စရာမလိုပဲခန္ဓာကိုယ်ကဖောက်ထွင်းဝင်ရောက်သွားတာကိုတွေ့ရပြီးအံ့ဩရပြန်တယ်အထဲမှာသူမရန်သူတော်တွေအိတ်သူကအိတ်မူးသူကမူးသူတို့ကငါဘလို့ပညာပေးရမလဲငါတို့ကပျော်ကြီးနှိမ့်ဆက်နှင်းမှန်းထားကြတာသူတို့အတွက်အချိန်ယူပြီးစဉ်းစားရမယ်ဘာလို့ရမလဲဆိုတာငါဝိညာဉ်ဆွမ်းအားကလည်းနှုတ်သေးတော့ခဏတော့နင်းနေကြအောင်ပေါ့ခွာဒီလိုနဲ့တွေးရင်ပြန်လှည့်ထွက်လာရင်အရင်သူမကိုမထင်ရင်မထင်သလိုပိတ်လှောင်ထားခဲ့တဲ့အခန်းရှိရာတစ်ချက်သွားကြည့်လိုက်စမ်းပါတိုင်းရင်သူယုံများနဲ့မင်းကလေးလေးယောက်ကိုတွေးလိုက်ရတော့တယ်အခန်းပြင်ကတော့ခတ်လို့ပေါ့လူကြီးတိတ်အနားယူကြချိန်တော့ကောင်းကောင်းအနားမယူရပဲတော့ခတ်ခံထားရတဲ့အခန်းချင်းလေးထဲမှာအော်အခုတော့ခဏနေလိုက်အောင်မင်းကလေးတို့မကြခင်ငါလာကယ်ပါမယ်စိတ်ထဲကနေဂရိပေးရင်ပြန်ထွက်ခဲ့တော့တယ်ဒီလိုနဲ့ဝိညာဉ်များဌာနေကိုပြန်ရောက်ခဲ့ရပြီးသူ့ကိုကူညီခဲ့တဲ့ဝိညာဉ်မလေးများနဲ့တိုင်ပင်ကြတော့တယ်ဘယ်လိုလုပ်ရမလဲမသိလို့ဒီတိုင်းပဲပြန်ခဲ့လိုက်တယ်ဝိညာဉ်စွမ်းအားကလည်းနှုတ်သေးတော့ဘာမှမလုပ်နိုင်ခဲ့ဘူးငါတို့ကလိုပဲပိတ်လောင်ခံထားတဲ့မင်းကလေးများကိုလည်းကဲတင်ခြင်းနဲ့လောက်ကြပါအောင်အကြံပေးကြပါအောင်အေးကောင်းတယ်နင်အခုလိုတွတ်တွတ်လက်လက်နဲ့သူတစ်ပါးကိုကဲတင်ခြင်းနဲ့စိတ်ရှိတာသိရလို့ငါတို့အယံဝမ်းသာတယ်ငါတို့ကူညီမယ်နင်ဝိညာဉ်စွမ်းအားအစွမ်းထက်စေဖို့နင်းတနည်းတော့ရှိတယ်အဲ့ဒါကဒီကနေထွက်ပြီးလူပုံကိုခဏသွားတဲ့အခါတိုင်းငါတို့ရဲ့ဝိညာဉ်ဒေသအကြီးအကဲခွင့်ပြုချက်ရယူရလိမ့်မယ်သူခွင့်ပြုချက်ရခဲ့ရင်နင်လိုအပ်တဲ့သိက္ခာစွမ်းအားတွေကိုချင့်ချင်ပြီးထည့်ပေးလိုက်လိမ့်မယ်အတော်အတန်အစွမ်းထက်လာလိမ့်မယ်နင်လုံးသက်နာထက်တော့ပို့လို့မရပါပဲအတော်အသုံးဝင်လိမ့်မယ်ဒါပေမဲ့အရေးကြီးတာကဝိညာဉ်ဒေသအကြီးအကဲကိုဘယ်လိုခွင့်တောင်းရမှန်းမသိတာပဲလူသားတွေကိုဒုက္ခပေးဖို့ဆိုရင်တော့ဒီကနေနင့်ကိုပေးထွက်မှာမဟုတ်ဘူးအခုလိုခိုးထွက်သွားရင်လည်းဝိညာဉ်စွမ်းအားအနေအချင်းသာပါမှာအလုံးမဖြစ်ဘူးဒီတော့ငါတို့အချိန်ယူစဉ်းစားရမယ်ဒီလိုနဲ့ဝိညာဉ်ဒေသမှာနေထိုင်ကြရင်ရက်တွေကြာညောင်းလာခဲ့တော့တယ်အချိန်တစ်ခုကြာသွားတော့ဖြူစင်ဝိညာဉ်ကဟာငါတခုအကြံရပြီငါတို့ဝိညာဉ်ဒေသအကြီးအကဲကလူသားတွေကိုဒုက္ခပေးမှမလိုလားသူပဲစိတ်ကောင်းလဲရှိပုံရတယ်အဲ့တော့ငါရန်သူတော်တွေကိုတွားရောက်ဒုက္ခပေးမှမဟုတ်ပဲငါဘဝလိုခံစားနေရတဲ့မင်းကလေးတွေကိုကယ်တင်ဖို့ခွင့်တောင်းကြည့်ရင်ရနိုင်လိမ့်မယ်ခက်ခက်ကယ်တင်ရမှာမို့လို့ဝိညာဉ်သိက္ခာစွမ်းအားကောင်းကောင်းလိုအပ်ကြောင်းပေါ့ဟာအေးနင့်ကြမစိုးဘူးတော်တယ်
နင်ခုလိုထက်ထက်မြက်မြက်နဲ့တွေးခုံနိုင်တာငါတို့ဝမ်းသာတယ်ငါတို့လည်းနင်းနဲ့လိုက်လို့ရဖို့ဝိုင်းပြောကြည့်ကြတာပေါ့ဒါပေမဲ့နင်ထွက်လို့ရရင်ပဲတော်တော်အဆင်ပြေပြီဒီလိုနဲ့ဖြူစင်တို့ဝိညာဉ်တစ်တိုက်အကုန်လုံးထွက်ခွင့်မရပဲဖြူစင်ဝိညာဉ်တစ်ခုသာတိတ်ထိစွမ်းအားများစွာနဲ့ထွက်ခွင့်ရတော့တယ်သူမကတော့ပျော်ရွှင်ရင်ခုန်နေလျက်ပေါ့ဝိညာဉ်ဆိုပေမဲ့ရင်ခုန်စိတ်လုံရှားမှုကတော့လူဘဝတော့ကလိုခံစားမှုရှိစပြဲပဲလေဟောရောက်ပြီသူမနေခဲ့တဲ့အိမ်ထမင်းစားနေကြတဲ့မြင်ကွင်းဒေါ်စိန်ဘူးကတော့ဇပွဲပေါ်မှာမိမ့်မိန်ကြီးထိုင်လို့အရက်ခွက်နဲ့ကြက်ကြော်ပကံနဲ့ခလေးမလေးနှစ်ယောက်မှာတော့ကျမ်းမြင်မှာထမင်းမကန်ထဲမှာဟင်းဆိုလို့ပဲကျန်းကြော်အနှဲငယ်နဲ့အမတန်ကိုမှမနှိမ့်မြို့စရာမြင်ကွင်းမှာတွေ့မယ်ဖြူဖွေးဝိညာဉ်ကသူ့ရဲ့စွမ်းအားစမ်းကြည့်တဲ့အနေနဲ့အဖွားကြီးကြက်ကြော်ပကံနဲ့ဟိုကလေးမတွေရဲ့ပကံတစ်ခုကိုလဲကြည့်လိုက်တယ်ဟုတ်တယ်အလုပ်ဖြစ်တယ်ဘာသူမှမသိလိုက်ဘူးပကံချင်းလဲသွားတယ်ကြက်သားကြော်ပါတဲ့ပကံရှေ့ရောက်လာလို့ဟိုမင်းကလေးခမလမ်းဖြန့်သွားပြီးဆက်မစားရဲဟိုဖွားကြီးရဲ့ပကံသူ့စီဘလိုများရောက်လာပါလေအဖွားကြီးကိုလှမ်းကြည့်လိုက်တော့ပဲကျန်းကြော်အနှဲငယ်ပါတဲ့ထမင်းမကန်ကအဖွားကြီးရှေ့မှာအခန့်သားဟိုက်ဘလို့ဖြစ်တာလဲကလေးမတွေနားမလဲအဖွားကြီးကိုကြောင်ပြီးငေးကြည့်နေမိတယ်ဒီဖွားကြီးဘာစိတ်ကောင်းဝင်ကသူ့ပကံကြီးလာပေးသလဲပေါ့မဟုတ်တန်ရာမူးပြီးတော့များပကံချင်းလာလဲလိုက်သလားဒါလည်းမဖြစ်နိုင်အဖွားကြီးအရက်ခွက်မောရမှခွက်အချက်ဟာဗမာလဲငါကြက်ကြော်ဟင်ဒါငါပကံလည်းမဟုတ်ဘူးကောင်းမလေးငါပကံကိုလာလဲထားကြတယ်ဟာလားရဲတင်းလိုက်တာသေပြီးသားမှအဖွားကြီးထအော်ချိန်မောင်းပါတော့လေဖြူဖွေးဝိညာဉ်ကဟာခက်ချီပြီးငါကြောင့်ကလေးမလေးတွေအရိုက်ခံရတော့မယ်ငါဘယ်လိုပြန်လုပ်ရမလဲအခုနေမှပကံချင်းပြန်လဲလိုက်ရင်လည်းမမီတော့ဘူးအော်နောက်မှအကြံတစ်ခုရကကလေးမလေးတွေရဲ့အာယုံထိတွေ့ခံစားမှုကိုအဖွားကြီးရဲ့ခန္ဓာအာယုံထိတွေ့ခံစားမှုနဲ့ခက်တာလဲလှယ်ကြည့်လိုက်တော့တယ်အဖွားကြီးလည်းပြောဆိုဆိုနဲ့အခန်းတောင်းကတပြက်စီးကိုပြေးယူကဒါတော့အတင်းရဲတဲ့ကောင်မတွေသေပေတော့ဟုကြောကုန်းကိုအားကုန်လွှဲရိုက်လိုက်လေတော့တယ်တစ်ချက်ရိုက်လိုက်တိုင်းအားနဲ့အော်ဆန်ထွက်လာပြီးထိုအော်ဆန်မှာကလေးမလေးတွေရဲ့အော်ဆန်မဟုတ်ပဲအဖွားကြီးကိုယ်တိုင်အရိုက်ခံလိုက်ရတယ်လို့နာကျင်စွာအော်ဟစ်နေတဲ့အဖွားကြီးရဲ့အကြံနေတာဖြစ်တော့တယ်ဖြူဖွေးဝိညာဉ်မှာသူ့ရဲ့အလွှဲပြောင်းသိတိပညာကအတော်အလုပ်ဖြစ်လို့ကျဉ်းနေပြီလင်အဖွားကြီးကိုယ်ရုပ်ကာယဖြစ်အင်ကိုကြည်ရင်တဟာဟာရင်နေပြီးတော့တယ်ဒေါသတကြီးလိုက်ရိုက်လေသူသာလင်ကြောကော့လေးဖြစ်နေရကနားမလည်နိုင်တဲ့သူတို့သုံးဦးသာအိမ်ထဲမှာပတ်ချလဲလှည့်ပြီးဝယုံသုံးကားဖြစ်နေကြတော့တယ်ဒါနဲ့ဖြူဖွေးဝိညာဉ်လဲအားရအောင်ရည်ပြီးမှကဲဒီနေ့တော့ဒီလောက်ပဲဟုဆိုကမူလာရောက်စားကမြင်ကွင်းအတိုင်းပြန်ဖြစ်စေလိုက်တော့တယ်ထားခဲ့ပြီးဝိညာဉ်ဒေသစီကိုပေါ်ပါပျော်ရွှင်စွာကျွလျားကပြန်သွားတော့တယ်အဖွားကြီးတို့မှာခုနကဘာဖြစ်လိုက်ကြမှန်းမသိလိုက်ပဲကြောကုန်းကလွန်စွာနာကျင်ခံစားနေရတာကိုအသက်ကြီးလာလို့ကြောအောင်ကြောနာတယ်ပဲထင်ပြီးဆုတ်တက်ခုနကအဖြစ်ပြက်တွေကိုအားလုံးမေးသွားကြပြီဒါပေမဲ့ကလေးမလေးတွေကတော့ခုနကအဖြစ်ပြက်ကိုအိမ်မက်လိုတကယ်လိုနဲ့ခံစားရကထမင်းဆက်စားနေကြတော့တယ်ဒီလိုနဲ့နောက်နေ့မှလည်းလောင်ကစားရုံတို့တစ်လှည့်သွားပြန်တယ်ညဦးပိုင်းမှာပေါ့လောင်ကစားရုံကစီကားနေချိန်လောင်ကစားသမားများစွာကစားနေကြချိန်နဲ့ကြုံကြိုက်လိုက်ခါဝဲဒါကစားကြသူတွေအမြဲရှုံးကအိမ်ပြန်နေကြသူများပင်လျင်အချီကြီးနိုင်ကြကဒီညတညထဲမှာလေလောင်ကစားတိုင်းခွက်လန်းအောင်ရှုံးမိတော့တယ်ဒိုင်းသထေးတွေလည်းမျက်လုံးပြုတ်ကလာကစားသူတွေဘလို့မှမနိုင်နိုင်အောင်စီစဉ်ချချိန်ကြိုက်ထားပါတော့လေတကိုးရှင်တယောက်ပြောင်းပြန်ဖန်ဆင်းလိုက်တဲ့ကဲ့သို့ခွက်လန်းရှုံးနေခဲ့မှုကိုအံ့ဩနေလျက်ရှိနေလေတော့တယ်ဒီလိုနဲ့နောက်ညတွေမှာလဲလောင်ကစားတိုင်းတွေရှုံလျက်ရှိကြကလောင်ကစားရုံဆောင်မင်းကလေးများကိုနင်တို့ကြောင့်ဟုဆိုကမန်မဲရိုက်နှက်ကြပါတော့တယ်ကြာပို့ကင်သူကကင်ဝရင်တို့ကင်သူကကင်ကောင်မလေးတွေခင်ဗျာလဲကြောက်ကြလုံးလို့ငိုယိုကြပြီးလင်းတကိုယ်လုံးတစ်ဆက်ဒုက္ခနေကြတော့တယ်ဒီလိုနဲ့မနေ့ရောက်တော့တညာလုံးရိုက်ခံခဲ့ကြရတဲ့ကောင်မလေးတွေဟာဒဏ်ရာပါတစ်ခုမှမရှိနာကျင်မှုမရှိပဲကြည်လင်စွာနဲ့နိုးထနေကြပြီးလျင်အနိုင်ကျင့်ရိုက်နှက်ခဲ့ကြသောလောင်ကစားရုံပိုင်ရှင်များနှင့်သူ၏လက်မယုံဝန်ထမ်းလူမိုက်ကြီးများမှမူသူတို့ကိုလူပေါင်းများစွာကဝိုင်းဝန်း၍ရိုက်နှက်ထားကြသလိုနာကျင်ဒဏ်ရာများနှင့်အိယာထဲတွင်တညီကြီးတညွညွနဲ့မထနိုင်ကြတော့ပေသူတို့လောင်ကစားရုံလည်းနေ့စဉ်ရက်ဆက်ဒီလိုအဖြစ်တွေဖြစ်နေရလို့ဘလို့မှထိန်းချုပ်မရတော့တဲ့အဆုံးလုပ်ငန်းဖြတ်သိမ်းကဘာဝပိုင်ပြတ်သွားကြတော့တယ်သူမရဲ့မွေးသားမိခင်မှလည်းလောင်ကစားရုံမှီခိုပြီးလူကုန်ကူးကလှုပ်ရှားနေရတာဖြစ်ပြီးယခုစီးပွားပြတ်ခါနဲ့ကြုံလိုက်ရပြီးအိမ်မှာလည်းတရေလိုစုံလိုတစီလိုအမြဲနှောက်ယှက်ခံနေရတာကြောင့်စိတ်မူမမှန်တဲ့ယောဂဆွဲကပ်ခါဒီလူဘဝမှာတင်
အယူမကြီးဆိုတဲ့ငရဲကန်းကိုတေစီအထိဖျက်ဆီးသွားရတော့တယ်ဒီအဖြစ်အပျက်တွေဟာဖြူဖွေးဝိညာဉ်ရဲ့လက်ချက်ဆိုတာပြောဖို့လိုမယ်မထင်ပါနောက်ပိုင်းကာလတွေမှာသူမကြားသိရသမျှအနိုင်ကျင့်ခံရသူများကိုဆက်လက်ကူညီပြီးလျှင်ဖြူဖွေးဝိညာဉ်ဟာဝိညာဉ်လောကမှာနေရတာတဖြည်းဖြည်းနဲ့ပျော်ရွှင်လာတော့တယ်လူဘတုံးကခံထားခဲ့ရသမျှလှပစွာကလေးစားချေတံပြန်နေရလို့အလွန်ပီတိဖြစ်နေတော့တယ်ဟိုဝိညာဉ်မလေးတစ်တိုက်ကလည်းဖြူဖွေးဝိညာဉ်အပြင်ကပြန်လာတိုင်းဝိုင်းအောင်မေးမြန်းကအားရပျော်ရွှင်နေကြပါတော့တယ်ခင်ဗျာ